အချစ်ဆိုတာဘာလဲလို့လူတိုင်းကမေးလို့ကြပါတယ်ဒါပေမဲ့လူတိုင်းကတော့မဖြေနိုင်ကြပါဘူးတစုံတစ်ခုကကျွန်တော်ကိုလာမေးတဲ့အခါမှာတော့အဖြေကရှင်းပါတယ်ကျွန်တော်ခံယူထားတဲ့အချစ်ကတော့ခမည်းပါပဲမနှက်ဖြန်ကိုခမည်းနဲ့စမယ်နေ့ရက်တိုင်းကိုလည်းခမည်းနဲ့ပဲဖြတ်သန်းပြမယ်စိတ်ဆိုးစိတ်ကောက်တဲ့အခါမှာတော့တယောက်နဲ့တယောက်ကမခေါ်မပြောဘဲနေကြပြီမယ်ကျွန်တော်ဘက်ကစခေါ်မယ်စပြီးတော့ချော့မယ်လူနှစ်ဦးဇေယိုက်နှစ်ခုမို့လို့ကျွန်တော်တူအောင်မကြိုးစားပါဘူးကျွန်တော်တို့နှစ်ယောက်အချစ်ကိုပဲထက်တူကြအောင်ကြိုးစားကြမယ်နော်ခမားသာလေပြေလေးဖြစ်ခဲ့ကျွန်တော်ကတည့်ရွယ်လေးရဲ့အဖြစ်လေးနေရာကိုလိုက်ချင်တယ်ခမားကစမ်းချောင်းလေးဆိုရင်ကျွန်တော်ကတစ်ကိုင်းချောက်အကျိုးလေးလို့ခမားစီးစိမ်ဟာကျွန်တော်ပါလာပါရစေအတားအဆီးတွေရှိလာတဲ့အခါကျွန်တော်ကိုမနှော့ချပဲနဲ့လမ်းပြပေးပါခမားနားမှာနေရရင်ကျွန်တော်ဘဝပြည့်စုံနေပါပြီတကယ်တော့ကျွန်တော်အချစ်ကလည်းအတ္တဆန်းပါတယ်ဘာလို့လဲဆိုတော့ခမားမှမဟုတ်ရင်ကျွန်တော်ဘယ်သူ့မှမချစ်တတ်တော့ဘူး